မိတ်ဆွေရဲ့ဘယ်ပုံစံဘယ် version ကအစစ်မှန်ပုံစံဖြစ်တယ်ဆိုတာကိုတော့မသိဘဲနဲ့မိတ်ဆွေကမိမိကိုယ်ကိုဘယ်လိုလုပ်ပြီးတော့မှချစ်မြတ်နိုးနိုင်ပါမလဲမိမိကိုယ်ကိုတနည်းအားဖြင့်ငါကငါသိတဲ့နဲ့နားလည်တဲ့နဲ့လို့လူတိုင်းကပြောနေကြပြီမဲ့အဲ့ဒီမိမိကိုယ်ကိုဆိုတဲ့အရာငါဆိုတဲ့အရာကအမြဲပြောင်းလဲနေတယ်ဆိုရင်ဘယ်လိုဖြစ်မလဲမိတ်ဆွေရဲ့ပုံစံတစ်မျိုးကမိသားစုအတွက်နောက်တစ်မျိုးကတငယ်ချင်းအပေါင်းအသင်းတွေအတွက်တစ်မျိုးကလုပ်ငန်းခွင်အတွက်နောက်ပုံစံ version တစ်မျိုးကသစိမ်းတွေအတွက်စသဖြင့်ပြောင်းလဲပြီးဖြစ်ပေါ်နေတယ်ဆိုရင်မိတ်ဆွေကဒီလိုမျိုးအခြေအနေအလိုက်လူအလိုက်ပြောင်းလဲပြီးတော့မိတ်ဆွေရဲ့ version ပုံစံကိုအမျိုးမျိုးပြုပြင်ဆက်ဆံနေတာကိုကျင့်သားရသွားတဲ့အခါမှာမိတ်ဆွေကိုယ်တိုင်ကငါကဒီလိုပါလားဒါကငါ version ပုံစံပါလားဆိုပြီးတော့ယူဆမိလိုက်တတ်ကြပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့မိတ်ဆွေတယောက်တည်းဖြစ်နေတဲ့အချိန်မှာအရာအလုံးကတိတ်ဆိတ်သွားပါတယ်မိတ်ဆွေကတော့ဘယ်တော့မှမလာတော့မယ့်အရာတွေကိုစောင့်နေရတယ်လို့ခံစားရပါလိမ့်မယ်ငါဘာလို့လဲဆိုတဲ့မေးခွန်းကိုဖြေကြည့်ဖို့မိတ်ဆွေစူးစမ်းမိပါမယ်ငါဘာလို့လဲဆိုတာကိုပုံပေါ်ကြည့်လိုက်ရင်မိတ်ဆွေနေထိုင်ပြုမှုခဲ့ပုံတွေအလေးအကျင့်တွေတုံ့ပြန်မှုတွေစာနာတွေကတခြားလူတွေရဲ့အမှတ်ပေးတဲ့အပေါ်အလေးပေးတဲ့အပေါ်မူတည်ပြီးတော့ပြောင်းလဲနေခဲ့တာကိုမိတ်ဆွေသဘောပေါက်သွားပါလိမ့်မယ်ပြောရရင်တော့တခြားလူတွေရဲ့မျှော်လင့်ချက်တွေနဲ့မိတ်ဆွေရှင်သန်ပြုမှုနေတာဖြစ်ပါတယ်မိတ်ဆွေကဘဝတည်းတည်းလျှောက်ရှင်သန်နိုင်ဖို့အတွက်တရုပ်ဆောင်ပြခဲ့တာလို့ပြောလို့ရပါတယ်မိတ်ဆွေကိုအတွင်းစိတ်ရင်းနဲ့နားလည်ပေးတတ်တာထက်မိတ်ဆွေကိုသဘောကျနှိမ့်ချိုက်တဲ့လူတွေကိုမိတ်ဆွေပိုနှစ်သက်တယ်ပြီးတော့ပိုလုံခြုံတယ်လို့ခံစားခဲ့ရပါတယ်တခြားလူတွေရဲ့မျက်လုံးအကြည့်တွေကနေမိတ်ဆွေကကိုပြန်ကြည့်နေခဲ့တာပါသူတို့ရဲ့တုံ့ပြန်မှုတွေကနေမိတ်ဆွေရဲ့တန်ဖိုးကိုမိတ်ဆွေသတ်မှတ်နေခဲ့မိတာပါဒီအချက်အသေးစိတ်ငြိမ်သက်ပြီးတော့မသိတာတဲ့ပြဿနာကြီးတစ်ခုဖြစ်ပါတယ်ဘယ်သူမှကြည့်မနေခဲ့ရင်တော့ self မိမိကိုသို့မဟုတ်ငါဆိုတဲ့အရာကိုမိတ်ဆွေကိုယ်တိုင်မသေးချာနေတော့ပါဘူးမိတ်ဆွေကမိမိကိုမုန်းတီးနေတာမဟုတ်ပြီမဲ့ငါဆိုတာဘာလဲဆိုတဲ့မေးခွန်းကတော့ကြန့်ရှိနေပါတယ်မိတ်ဆွေတို့အတွေးခေါ်နဲ့အမြင်တွေရစေဖို့စောင့်မြတ်ဖတ်ပါမဖတ်နိုင်ရင်မဖတ်အားရင် Webber Audio Book application မှာနားထောင်ပါ application ကိုအခုပဲ download ချလိုက်ပါ